ဒီနေ့ကိုနဲ့တူတူရုံချမ်းစိတ်မှာခောက်ဆွဲစားခဲ့ပါရှင်ဒါလေးကတော့ခြုံချင်းမာလာအမဲခောက်ဆွဲပေါ့နော်အရန်စားလို့ကောင်းတယ်ခောက်ဆွဲကလုံးဝလက်လက်ဆက်ဆက်ဒီ order မှာတော့မှခောက်ဆွဲကိုလုပ်ပေးတာပေါ့နော်ပြီးတော့အရေးကလည်းလုံးဝအယိုးပြုတ်ထားတဲ့အရေးတောက်ရတာနဲ့အရသာကိုတန်းပြီးတော့ခံမနိုင်မယ်ပေါ့နော်ပြီးတော့ဒီအမဲခောက်ဆွဲဆိုလို့ရှိရင်လည်းအမဲသားတွေမှာထည့်ပေးထားတာအများကြီးပဲအရေးဆိုလို့ရှိရင်တော့အရေးရောခောက်ဆွဲရောအသားရောအရန်လိုက်ဖက်တဲ့စားရတာပေါ့နော်ကိုလည်းဘိုက်ဆောင်လို့လာတော့ဒီအရသာရှိရလို့ခံစားရတယ်ဒါလေးကဝက်ဥစုံမာလာခောက်ဆွဲပေါ့နော်ဆိုတော့ तू ကတော့မာလာ special ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမာလာအရသာတော်များများရတယ်ပြီးတော့ဝက်ဥစုံဆိုလို့ရှိရင်လည်းအသားတွေအများကြီးပါတယ်ဒီမှာဥတွေအများကြီးထည့်ပေးထားတယ်ပေါ့နော်ဒါလေးကတော့ဝက်ပေါင်းခောက်ဆွဲပေါ့နော်ဝက်ပေါင်းခောက်ဆွဲဆိုတော့မာလာမကြိုက်တဲ့သူတွေအဆက်သိမ့်မစားတဲ့သူတွေအတွက်အချိုတီးတတ်ပေါ့နော်အသားတွေအများကြီးပါတယ်စားလို့ရမ်းကောင်းတယ်သူရဲ့ချိုလေးအရသာလုံးဝအယိုးရင်းချင်းစီကိုပြုတ်ပြီးတော့မှထွက်လာတဲ့အရသာမျိုးပေါ့နော် PRC နဲ့ရမ်းတန်ပါတယ်ဒါလေးကဖတ်ထုတ်ကြော်လည်းအရန်ကောင်းတယ်သူနဲ့တို့စားရတဲ့ sauce လေးဆိုရင်လည်းအရန်မိုက်တဲ့ချင်းပြုံးလေးဆိုတော့စားပြီးသွားပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေလည်းအားပေးပါအောင်နော်